လူပြင်းလောက်ပြင်းနေရအစာကြက်တာကိုဘယ်တော့ရောက်ပြီလဲအာလောဘောနမီလားဟမ်အာလောဘောနမီနမီနာပစ္စည်းကြောင့်အာဒဂါရဤအာလောဘောဟာဤကျေခြင်းသည်ဟောဒီဖြစ်ဤပရိနောက်ဖြစ်သောနမီပြည့်စရေနာပစ္စည်းကြောင့်အာယစိတ္တဓာတုတ္တဘာဒဤဖကာရတ္တအာယကရာဤလောဘောကျေခြင်းသည်ဟောဒီဖြစ်ဤကနာတိယူဤကရတကာတတမေဇဒလိမီဘာလဲလဲဣဇဒနေမိဣဇဒနေဝိဘကြောင့်ကရတကရာဒဤကာတတံကာတအဖြစ်သည်ဝါအကျိုးဟောဒီဖြစ်ဤဣဇဒနေမိဝိဘတေမိဣဇဒနေဝိဘကြောင့်ဘဂဝတလုံးစုံသောကရာဣဇတတဓာတုတ္တကရာဒဤကာတတံကာတအဖြစ်သည်ဝါအကျိုးဟောဒီဖြစ်ဤအာဂါတိပြုပြီးအာဂါသုံးပြုကုန်၏အာဂရိပြုပြီးအာဂရုံပြုကုန်၏ကာတတမိတိဘာဝနေတေသေနာကာတတံဟူသောဘာဝနေတေသဖြင့်ပညာသမာပိဓမ္မသောဓမ္မလီပရိနောက်၌တာဂမောတလာသည်ဟောတိဖြစ်၏ဟောတိဖြစ်ပြီးအဓာတိပေပြီးနှစ်တော့ရောက်သွားပြီလေနှစ်တော့ပဲရှိသေးတယ်နော်အတ္တတမမိမာနံမိမာတာလောဘောဇာအတ္တတမအတ္တဓမ္မပရိသန်နောက်၌ဖြစ်ကုန်သောမိမာနံမိမာဝိဘတောဤမိမာမိပြုမာပြုတို့သည်ဝါအကျိုးဝန်တဖြစ်ကုန်၏အန္တလောမောဇအစိတ်ဓာတုဤကျေခြင်းသည်လီဟောဒီဖြစ်အတ္တဣစေတာယဓာတုယအတ္တဓမ္မပရိသနောနာဖြစ်ကုန်သောမိမဣစေတေတံဝိဘဒ္ဓိနံမိမဝိဘတ်တို့ဤမိမအာရေတာမိပြုမာပြုတို့သည်ဝါအချိုးဟိုနေပြကုန်၏ဓာတွန်တတ္တအစိတ်ဓာတွန်ဤလောဘောဇာပြည့်ခြင်းတိလီဟောတိဖြစ်၏အမိဖြစ်၏အမဖြစ်ကုန်၏အတ္တမိဖြစ်၏အတ္တမဖြစ်ကုန်၏ထတ္တထတ္တံအတ္တဓမ္မအတ္တဓမ္မရတ္တနောက်ဖြစ်သောထတ္တထာဝိဘဣထတ္တံထာအဖြစ်သည်ဟောဒီဖြစ်၏ရောရှင်များတို့ဆိုလို့ရင်တထာဖြစ်သည်ပေါ့နော်အန္တလောဘောဇာအစိတ်ဓာတုဤကျေခြင်းသည်လီဟောဒီဖြစ်အတ္တဣစေတာယဓာတုယ
အတဓမ္မပရဒနောက်ဖြစ်သောထတဝိပဒိတထဝိဘယီထတံထဤထအဖြစ်သည်ဟောတိဖြစ်၏အန္တလောဘောဇအစိတ်ဓာတုဤခြေချင်းသည်လီဟောတိဖြစ်၏အထဖြစ်ကုန်၏အထဖြစ်ကုန်၏ဘယ်နဲ့တော့ရောက်သွားပြီလေလေးတော့လားတုံလေးတွေကတော့တူတူလေးတွေပါနော်နောက်တစ်သုတ်လောက်သွားလိုက်အောင်မယ်နော်ဒိဋ္ဌထိတ်တံအတ္တသမအတ္တဓမ္မပရဒနောက်ဖြစ်သောဒိဋ္ဌတိဝေဤထိတ်တံထိအဖြစ်သည်ဟောတိဖြစ်အန္တလောဘောဇအစိတ်ဓာတုံတိလီအစိတ်ဓာတုဤခြေချင်းတိလီဟောတိဖြစ်အတ္တစေတယဓာတုယအတ္တဓမ္မပရဒနောက်ဖြစ်သောဒိဋ္ဌတိဝိဝေဒိဋ္ဌဝိဘဒိဋ္ဌတိဝိဘယီဒိဋ္ဌံထိပြုသည်ဟောတိဖြစ်အန္တလောဘောဇအစိတ်ဓာတုဤခြေချင်းတိလီဟောတိဖြစ်အတ္တိဖြစ်ဤရှိဤလေးတော့ဟုတ်လားငါးတော့ငါးတော့ကြက်ကဲရုပ်တက်သွားကြရအောင်နော်ပြစမာပိုင်းရောက်သွားပြီမနေ့ကတော့ဘယ်တော့လဲကွာစီတော့ပြစမြတ်ထီမပြီးသေးဘူးနော်ဘယ်ရောက်သွားပြီလဲကြီးဟမ်အပြီးသွားပြီလားကွာစီတော့ပြင်စမြတ်တွေရောက်သွားပြီလားကွာစီတော့ပြင်စမြတ်တွေရောက်ပြီတဲ့ပြင်စမီဝိအန၌အချို့အရာ၌တောပစ္စည်းသက်တာတောပစ္စည်းသက်တာဘာပစ္စည်းသက်တာလဲတောပစ္စည်းသက်တာအမတပ္ပတော်ခတ်သိမ်းတော်သူမှာရာတော်အချင်းသူမှာတတော်ထိုသူမှာကုတော်အဘေမှာအာတော်ဤတော်ဤအယမကွာစီတိကတမကွာစီတိကိမထံတပ္ပတမဣမတမတပ္ပတမခတ်သိမ်းတော်သူမှာဣမတမဤသူမှာကဲတွတ်မဲ့တပ္ပတော်ကိုတပ္ပလိန်ဒီတော်ပစ္စည်းတဲ့တွာရယောဝတ္တိတညာယောတို့ဖြင့်တပ္ပတော်ပြီးတော့ဗာလေတွေ့ရတော်ကိုရလိန်ဒီဒါတော်ကိုဒါလိန်ဒီကုတော်ကိုဂိမ့်လိန်ဒီတော်ရဝတ္တိတင်ညာရောက်တော်သူဖြင့်ဝိဘက်မြည်မဲ့အဲကြတော့ဂိမ်တော်ဖြစ်တာပေါ့ဟုတ်တော့အဲကြတော့ဂိန္ဒရာကိုကူးပြူရမှာဘာလို့ရမှာလဲအဲကြဂိန္ဒရာကူးပြူမှာကြောင့်ဘာသုံးနဲ့ပြူမှာလဲဟမ်
ကိတကဝေစာတုံ၌စသရာဖြင့်ရှေ့မှာပါခဲ့မလားကုတော့ဟမ်ရှေ့မှာကုတော့ပါခဲ့လားရှေ့မှာကုတော့ပါခဲ့တယ်မို့လားဟမ်တော့ပြီးတယ်ပြီးတော့ကိန္ဒရာကိုကားပြပါဘာတော့လဲဟဲ့ဟမ်ဒီမှာဒီတော့လေမှာဟိုထဲမှာတော့ကိတကဝေစာသုံး၌စားတရာဖြင့်တော်၎င်းကိန္ဒရာကိုကားပြုတယ်ဒီမှာတစ်ချက်ပါတယ်တရားတော်တေသူစာသုံးဖြင့်ကိန္ဒရာကိုကုပြုရရင်နော်တရားတော်တေသူစာသုံးဖြင့်ကိန္ဒရာကိုကုပြုဟုတ်ပြီနောက်တစ်ခုကပြောတော့ဂဒါကြတော့ကိတကဝေစာသုံး၌စသရာဖြင့်ကိန္ဒရာကိုကပြုတာနော်ဟောဒါကိန္ဒရာကိုကပြုတာခုကကုပြုတာနော်ကုပြုကြရောဘာလို့လဲတရားတော်ထေသူစတရားတော်ထေသူစကိန္ဒရာကိုကုပြုအဲကြတော့ကုတော်ပြီးသွားပြီနော်အဲရကုတော်ပြီးတော့အာတော်ပေါ့ကဲတွေ့အာတော်ကိုဣမလိန်ဒီအာတော်ကိုဣမလိန်ဒီပါဠိတော်မှာဝိတောရေရောတိနာတော်ရောဝတ္တိတညာရောတို့ဖြင့်ဝိဘက်အမိမဲ့တပ္ပတိတတ္တကာရောဝါတို့ဖြင့်တပ္ပတိတတ္တကာရောဝါတို့ကဘာလို့တာလဲဟမ်တပ္ပတိတတ္တကာရောဝါဘာလို့တာလဲဧတတာအဲ့ဒါအာတော်ဧတလိန်ဒီရမှာပေါ့နော်ရန်အတွက်အာတော်ဧတလိန်ဒီအာတော်ကိုဧတလိန်ဒီဝါစီရောတံဒီလိုပြေသောမိလာအာယောလောယောသောပြေသမိမေဝိဇာရောသောပြေနာဘောအာပြုအာတော်ပိဤတော်ကိုဣမလိန်ဒီဤတော်ကိုဣမလိန်ဒီကွာစီတော်ပြင်စားမြတ်တွေသုံးဖြင့်တော်ပြည်စည်းတဲ့တွားရရောဝိဘက်မြည်မဲ့အဲကြတော့ဣမတိဒါနာနိဟာတော်ဒေသူစာတို့ဖြင့်ဣမကိုဣပြုဟုတ်လားဣမတိဒါနာနိဟာတော်ဒေသူစာတို့ဖြင့်ဣမကိုဣပြုဤတော်ပြီအဲကြတော့ကွာစီတိကိမထံတပ္ပသမတဲ့တွေ့ရင်တပ္ပသမကိုတပ္ပလိန်ဒီတပ္ပသမကိုတပ္ပလိန်ဒီမဝိမဝိလောတာဝရဏဝိယတာရောမေယဝရဏတေဝိယသုတမေယအဲကြတော့ကွာစီတော်ပြင်စားမြတ်တွေတုတ်ဖြင့်တော်ပစ္စည်းတည်တဲ့တော်လဲကွာစီသာဓာမြင့်သောကြောင့်မတည့်ရပေါ့ကွာစီသာဓာမြင့်သောကြောင့်တော်ပစ္စည်းမတည့်ရတပ္ပသမပိဣမသမကိုဣမလိန်ဒီမာဝိရောတာဝရဏဝိယကာဝေန
ဝါတိတော်ပြစားမြတ်တွေတော့ဖြင့်တော့ပြတိတဲ့တင်တော်လဲဝါစီတရာလေးဝါဒရာဝါတိသာဓမ္မေသောကြောင့်မသက်ရဘယ်သူလဲဝါဒရာစာအုပ်ကြည့်ပါလို့ပြောနေမှာကိစ္စတရာကြီးစာအုပ်လှန်ထားကိုဘယ်ရောက်နေလဲဆိုတော့သိအောင်ကိုတွက်နေတာဘယ်နှမ်းရောက်နေလဲသိအောင်ဝါဒရာရှိတာလားကွာစီတရာရှိရလားကြည့်ရတယ်ဝါဒရာရှိရလဲဟိဝါစီတရာရအဲ့မှာဘယ်လိုရှိရလဲဟိကွာစီတိကိမတံသဗ္ဗဓမ္မာဣမတမဒါမူရင်းနော်ဒါကိစ္စတရာကြီးကလက်နဲ့တူတယ်နော်ကျန်တဲ့အားတွေကကိုရုပ်တွေပါအတွက်နေတာကလက်ကောင်းနဲ့တူတယ်နော်ဒီလက်ကြီးကိုသွားပြီးတော့ဖြတ်မပြင်းနဲ့မတော်လို့ရင်လက်ကောက်ပဲဖြတ်ရမှာနော်ဒါဒီဟာမူရင်းကိုဖြောင်းမပြင်းနဲ့မူရင်းကိုကင်ထားရတယ်ကဲဘယ်တော့ရောက်ပြီလဲတရားထတတ္တမိယာတပ္ပနာမေဟိတတ္တမိဝယနနာတပ္ပနံဒုမနောက်နာဤတရပစ္စည်းထပစ္စည်းတက်တာဘာပစ္စည်းတက်တာလဲတရပစ္စည်းထပစ္စည်းတက်တာကဲတပ္ပတရကိုတပ္ပလိန်ဒီအတွက်တပ္ပတရပြီတပ္ပဒကိုတပ္ပလိန်ဒီတရတတတမိယာတရတပ္ပနာမေတို့ဖြင့်ထပစ္စည်းတဲ့ဝဂေဘောဓာနံတရိယပရမသောဖြင့်ထာဤအာသရိယဒေဘောတလာတပ္ပထပြီယတရာကိုရလိန်ဒီတရားထတတ္တမိယာသဗ္ဗနာမေဟိတုတ်ဖြင့်တရပစ္စည်းတဲ့တွာရယောဝတိတင်ညာယောတုတ်ဖြင့်ဝိဘက်အမိမဲ့ယတရာပြီယထာကိုရလိန်ဒီတရားတတ္တမိယာထာပစ္စည်းတဲ့ဘာရောဝတ္တိတင်ညာရောတို့ဖြင့်ဝိဘက်အမိမဲ့ဝေဝါဒနတရိယပရမတို့ဖြင့်အာတရတွေပေါ်တလာယထပြီတတရကိုတလိန်ဒီတထကိုအတရိယတွေပေါ်တလာတထပြီဘာပြီရလဲဘယ်တော့ရောက်ပြီလဲတပ္ပရောဒီတတ္တမိဝဲအနက်၌တပ္ပသရမနောက်၌ကွာသည့်အချိုး၌ဒီပစ္စည်းတက်တာဘာပစ္စည်းတက်တာလဲဒီပစ္စည်းတက်အတွက်ရတပ္ပတိဟောတပ္ပလိန်ဒီတွာရယောဝတ္တိတင်ညာယောတို့ဖြင့်တပ္ပတိပြီတပ္ပသမိန်ကိုတပ္ပလိန်ဒီ၌ဝေနဘေသောကြောင့်တပ္ပတော်ဒီဥတော်တို့ဖြင့်ဒီပစ္စည်းတတ်တဲ့တော်လဲကွာစီရာဓမ္မကွာစီရာဓမ္မသောကြောင့်မသက်ရတပ္ပသမိန်ကြီးဘယ်တော့ရောက်ပြီလဲတ
တတမီဝိဘအန၌ဂိန္ဒရာမနောက်၌အချို့၌ဝါပစ္စည်းတတ်တာဘာပစ္စည်းတတ်တာလဲဝါပစ္စည်းတတ်တာကဲတွေ့ကွာကိုဂိမ်းလိန်ဒီဂိန္ဒမဟုတ်သောတို့ဖြင့်ဂိန္ဒရာနောဝါပစ္စည်းတဲ့ကွာတော်ရဝတ္တိတညာရောက်သောတို့ဖြင့်ဒီဘက်အမိမဲ့ကေတကဝေဇာတို့ဖြင့်ဂိန္ဒရာကိုကပြုဒါလောဘောဇာတို့ဖြင့်ရှေယတရကိုခြေနောက်ဝကိုလည်းဝါဥပဂတိပြုဝါအတုကဝါတုကဝါတုကကွာပြီတဏီတေတိဝတ္တုကြီးဖြင့်ကာယစိတ်အကိုခြေကဝါတုကရပါတဏီဒီတိုင်းအတွက်လည်းရရင်နော်ကိုကတော်တိဒွန်ဒေဝနပိယဒိဋ္ဌာဘာတော့ရောက်ပြီလေဟေယဟိစနာတတမီဝေန၌ဂိန္ဒရာမနောက်၌ဟိံပစ္စည်းဟံပစ္စည်းဟိံဟံပစ္စည်းဟိံပစ္စည်းဟံပစ္စည်းဟိံစနာပစ္စည်းတက်တာကဲတော့ဟေဘာတော့ဥဟိံကိုဂိန်လိန်ဒီဟိံစနာသောတို့ဖြင့်ဟိံပစ္စည်းတက်ဝေမီဝေဟန်သူသာတော့ကုဝံကိုဂိန်လိန်ဒီကွေဇနာကိုဂိန်လိန်ဒီဘယ်တော့ရောက်ပြီလဲဓမ္မသာတတမီဝဲအန၌တသရမနောက်၌အချို့၌ဟိံပစ္စည်းဟံပစ္စည်းတက်တဟိံတဟံတွေ့တဟိံကိုတလိန်ဒီဟိံပစ္စည်းတက်ဘာတွေရောဂိပြီတံကိုတလိန်ဒီဘယ်တော့ရောက်ပြီလဲဒီမသမဟာရာဇာတတမီဝန၌ဤမတရာမနောက်၌အချို့၌ဟာပစ္စည်းဓာပစ္စည်းတတ်တာဘာပစ္စည်းတတ်တာလေဟာပစ္စည်းဓာပစ္စည်းတတ်တာဤဟာအတွက်ဤဟာကိုဤမလိန်ဒီဤမသမဟာရာဇာဥသောတို့ဖြင့်ဟာပစ္စည်းတတ်ဣမတိတန္တာနိဟာတော်တေသူစားတို့ဖြင့်ဣမတရာကိုဤပြုဤဟာပြီးတော်ရဝတ္တိညာရောတို့ဖြင့်ဝိအမိမှတ်ပြီလား
မဲ့ခဲ့လားမဲ့ခဲ့ရမှာပြန်တွက်ဤဟာကိုဤမလိန်ဒီတွားရရောဤမတိဤမသရာကိုဤပြုဤအမီဤဒါကိုဤမလိန်ဒီဤမသမဟာရာဇတို့ဖြင့်ဓာပစ္စည်းတဲ့တွားရရောဝိဘက်မြည်မဲ့ဤမတိဌာနာနိဟာတို့တေသူသာတို့ဖြင့်ဤမသရာကိုဤပြုဤဓာပြီဘယ်တော့ရောက်ပြီလဲတရမီဝဲနဲ့နာယသရာမနောင်း၌ဟိန်ပစ္စည်းတတ္တာယဟိန်တွေ့ယဟိန်ကိုရလိမ့်သည်ရာတော်ဟိန်သောတို့ဖြင့်ဟိန်ပစ္စည်းတဲ့ယဟိန်ကြီးကာလေဥသောဤတို့သည်တဲ့အဓိကတော့နောက်သုံးသူလိုက်သောတုတ်သည်ကာလေပြီးသွား၏ကိန္တပင်ကြီးကယာကူဤဒါရာဇနံတို့ရောက်ပြီးဘာတို့ရောက်ပြီးလဲဟိကိန္တပင်ကြီးကယာကူဤဒါရာဇနံတို့ကအခါဟုသောတတ္တမီဝိဘအနှဲ့၌ကိန္ဒရာတပ္ပဒရာယဒရာအညဒရာဧကဒရာယဒရာကုပြုမိကိန္ဒရာတို့မှနောက်၌အကျိုး၌ဓာပစ္စည်းဓာဇနံပစ္စည်းတက်တာတဲ့ဘာပစ္စည်းရတက်တာလဲဓာပစ္စည်းဓာဇနံပစ္စည်းတက်တာကဲတွေ့ဂရာကိုကလိန်ဒီကိန္တပင်ကြီးကယာကုဤဓာရာဇနံတို့ဖြင့်ဓာပစ္စည်းတက်ဓာပစ္စည်းတက်ပြီးတော့ဘာလို့မှလဲသွားရဝတ္တိတင်ညာရောက်သောတို့ဖြင့်ဝိဘက်မြည်မဲ့ကိုယ်ကုဘာလဲလဲကိုယ်ရန်သူစားသုံးတိုင်းစသရာဖြင့်ကိန္ဒရာကိုကုပြုဟာအဲ့ဒါရင်ကိစ္စကဝေစားနဲ့လောက်ရမယ်နော်ရပြီကိစ္စရာကိုကားပြုရမှာဘာသုံးနဲ့ပြုမှာလဲတို့ကိစ္စကဝေစားတော့တို့ဖြင့်ကိစ္စကဝေစားသူကတုံရင်းနဲ့လုံးမှာလားစတာနဲ့လုံးမှာဟမ်ကိစ္စကဝေစားတုတ်ကတုံရင်းနဲ့လုံးမှာလားစသရာနဲ့လုံးမှာလားကိန္ဒရာကိုကားပြုတာကဝဲမြည်မဲ့ပြီးတော့ကိန္ဒရာကိုကားပြုမှာလေအဲကားပြုတဲ့နေရာမှာအကိစ္စကဝေစားတုတ်စသရာနဲ့လုံးမှာလားတုံရင်းနဲ့လုံးမှာလားစသရာနဲ့လုံးမှာအဆင်ပြေမတင်နဲ့နော်စကေနနာဝါပစ္စည်းပြေဝါပစ္စည်းမှာတပါတော့ပစ္စည်းကြောင့်လဲကောကားပြုတယ်တဲ့ဒေတာကဝေစာစသရာလေစကေနဝါပစ္စည်းယေပရိပိကောဇဟောတိကောတံနေဋ္ဌိတုမရယတိကတံဘောဓိတုံဓမ္မံတဲ့အတူတုံးမှာရှိတဲ့စသရာလေးလေစသရာနဲ့လောက်တာပူကောင်းတယ်ဘာလို့လဲဆိုတုတ်ရင်းကြတော့ဝါပစ္စည်းနှောင်းရ၌ကိန္ဒရာကိုကပြုတာခုကဘာပစ္စည်းနှောင်းတာလဲဓာပစ္စည်းနှောင်းနေတာအဲကြောင့်မို့တုတ်ရင်းနဲ့လို့စင်ပြေပါမလားဘာလို့စင်မပြေတာလဲတုတ်ရင်းကဝါပစ္စည်းနှောင်းမှသာကိန္ဒရာကိုကပြုတာစပစ္စည်းကြသူ့မှာပါတဲ့ကိတ္တကဝေစာသုံးမှာပါတဲ့စသရာကြတော့အဲ့ဒီဝါပစ္စည်းမှတပါးသောပစ္စည်းကြောင့်လေကိန္ဒရာကိုကာပြုတာတဲ့နော်အဲကြောင့်မို့ကိတ္တကဝေစာသုံး၌စသရာဖြင့်သို့
ကိန္ဒရာကိုကာမြူကရာပြီသဗ္ဗရာကိုသဗ္ဗလိန်ဒီကိန္ဒပင်ညေကယာကုဣဒါရဇနံတို့ဖြင့်သာပစ္စည်းတဲ့တွာရယောဝရိတင်ညာယောတို့ဖြင့်ဝဲအမိမဲ့သဗ္ဗရာပြီပညာရာကိုအညလိန်ဒီမေတ္တေကာဝိဒါရသောဘေလာတိနံအာရဝေသောဘေဝဲမိမဲ့ပညာရာပြီအဲ့ပြီးတော့ဗာလေဒီကတော့ဆိုဧကတော်ဧကလိန်ဒီအာဘောရလေဒီမေတ္တေကာဝိဒါရသောဘေလာတိနံအာရဝေသောဘေဝဲမိမဲ့ဒီကရာပြီအဲ့ပြီးတော့ဗာလေရလိန်ဒီရရာကိုရလိန်ဒီကေသမိကာဟုနယသောမေဓမ္မိနံသာရောဝိသောမေဝရမိမေရရာပြီကိုမညာနဲ့စာအုပ်ဆိုရတယ်စာအုပ်တန်ထွက်ပြီးတော့ဆိုရတယ်မညာနဲ့ဒီခန္ဓာကိုယ်ကြီးကိုညာနေလို့စင်မပြေဘူးတေလို့ရင်ဒီခန္ဓာကိုယ်ရဲ့ကိုယ့်အလိုတစ်ခါမှမလိုက်ဘူးဒီခန္ဓာကိုယ်ကြီးခန္ဓာကိုယ်ရဲ့ကိုယ့်အလိုလိုက်တယ်မြတ်မှတ်တာခန္ဓာကိုယ်ကြီးကအမြဲတမ်းဖောက်ပြန်နေတာကိုယ်လိုမလိုက်ဘူးဘယ်ချိန်မှမလိုက်ဘူးဒီခန္ဓာကိုယ်ကြီးကိုမညာနဲ့ခန္ဓာကိုယ်ကြီးကကိုယ်လိုလိုက်တာလားသူ့ဟာနဲ့သူလှုပ်တာလေသူလှုပ်ချင်တာလှုပ်နေတာခန္ဓာကိုယ်ကြီးကကိုယ်လိုမလိုက်ဘူးစိတ်ကိုလည်းလိုမလိုက်နဲ့စိတ်ကလည်းသူ့ဟာနဲ့သူသဘောသူစောင်းနေတာစိတ်ကိုလည်းထိမ့်မှာခန္ဓာကိုယ်လည်းထိမ့်မှာအဲ့မှာသာသနာပြုလုပ်ငန်းအောင်မြင်တာသာသနာပြုပါတယ်ကိုကသာသနာပြုနေတာခန္ဓာကိုယ်ကြီးကိုလုံးမလိုက်နဲ့စိတ်ကိုလုံးမလိုက်နဲ့ဆိုရဲတမ်းမထုတ်ဘယ်သူကတမ်းမထုတ်ဘူးဆိုတာဒီကကြည်နေတာသိနေတာအဲ့ကိုလိုလိုက်ရင်စာမရပဲနေမယ်ဆိုမှာပေါ့ဒါတော့ဒီမှာရှေ့ကဩနေရအောင်အတက်တယ်ရောမလို့ဆိုခွေးတွေတည်းမှာနောက်ရှူတိုက်လို့ရင်ပြေးသေးတာပဲရှင်များတို့ကအသိစိတ်ဓာတ်ရှိတယ်လူနဲ့ခွေးဘယ်ဟာပိုးတာလဲလူကပိုးတာတယ်ခွေးတည်းမှာရှူတိုက်လို့ရင်ပြေးသေးတာပဲရှင်များတို့ကနောက်ကနေပြီးတော့တွန်းပုံတာမပြေးချင်ဘူးလုံးစမ်းမှာခန္ဓာကိုယ်ကြီးကိုလိုမလိုက်နဲ့ဒီခန္ဓာကိုယ်ကြီးကသူ့အနေနဲ့သူအိုးလာတာဆွဲထားလို့ရလားအိုးတာဟုတ်အချိန်နဲ့တပြေးပြေးနေရအမြဲတမ်းပြေးနေတာအိုခြင်းပဲသေခြင်းပဲပျက်စီးခြင်းနဲ့ပျက်စီးဖို့အတွက်တရားပြေးနေတာခန္ဓာကိုယ်ကြီးကအဲ့ယူဆွဲထားလို့မရဘူးကိုယ်လုံးကိုလုံးရတယ်လုံးချာရှိတာသာသနာပြုလုပ်ငန်းတွေကုသိုလ်ရမယ့်လုပ်ငန်းတွေဘုရားသာသနာနဲ့တွေ့တော့စာပေသင်ကြားခွင့်ရတော့ကိုရင်ဖြစ်တော့ဥစဉ်ဖြစ်တော့သာသနာဘုံရောက်တော့ကုသိုလ်ရတဲ့လုပ်ငန်းတွေလုပ်ရတယ်အားတက်တယ်ရောလုပ်ရတယ်ပေါ့စားနေလို့ရင်အလကားလူပဲဖြစ်သွားကိုဘယ်ရောက်ပြီလဲကုဒါဇနံလက်တွဲကုဒါဇနံကိုဂိလိန်ဒီဟိယံဇနံတို့ဖြင့်ကိန္ဒရာကိုကုယူပါဘယ်နဲ့ဟိပစ္စည်းဘာသုံးတဲ့လုံးမှလဲဟိပစ္စည်းကိုကိန္ဒရာကိုကုယူတာကုဟံသူစာနော်ကုဟံသူစာမတွေ့ရသေးဘူးမလားကုဟံသူကကြော်ခဲ့နော်ကိုယ်ရန်သူသောတို့ဖြင့်ကိန္ဒရာကိုကုယူအားကြတော့ဘယ်တော့ရောက်ပြီလဲဟိဓမ္မာဒါနိစ္စတို့ရောက်ပြီအခါဟုသောအ내တတ္တမိဝဲအ내၌တသရာမနောက်၌အချို့၌ဓာနိပစ္စည်းသက်ဓာပစ္စည်းသက်ဓာနိပစ္စည်းဓာပစ္စည်းသက်တာဘာပစ္စည်းသက်တာလဲဓာနိပစ္စည်းဓာပစ္စည်း
ကဲဒရာနီတို့ဟိ နာနီဘော တလိန်ဒီ ဓမ္မရေတော်ဒီအာရိတိလအာနုယောတော်ဒီမနိမေ ဒရာနီပြီဒရာကိုတလိန်ဒီ ဣမတမရိဒုနာဒါနိစရောက်ဘယ်တော့ရောက်ပြီလဲဣမတမရိဒုနာဒါနိစတဲ့အခါဟုသောအ내တတ္တမိဝိဘက်အ내၌ဣမတရာမနောက်၌အချိုး၌ရဟိပစ္စည်းဒုနာပစ္စည်းဒါနိပစ္စည်းရဟိပစ္စည်းဒုနာပစ္စည်းဒါနိပစ္စည်းတက်တာဘာပစ္စည်းတွေတက်တာလဲကဲအဲ့ဒါရကြီးကိုရုပ်တတ်မယ်အဲ့ဒါရကြီးကိုဣမလိန်ဒီဘာပစ္စည်းတက်မှာလဲရဟိပစ္စည်းတက်ဣမတမရိဒုနာဒါနိစသုံးဖြင့်ရဟိပစ္စည်းတက်တော်ရဝတ္တိညာတို့ဖြင့်ဝိဘက်ဣရရိမိတို့ဖြင့်ဣမဒရာကိုဧတပြုလိုက်တဲ့အခါကျတော့ဧတရကြီးဖြစ်သွားတယ်နော်အဒုနာကိုဣမလိန်ဒီဟုတ်တယ်မလားအဒုနာကိုဘာလိန်ဒီမှာလေဧတလိန်ဒီရလားဣမလိန်ဒီရလားအတွက်အဒုနာကိုဣမလိန်ဒီဒုနာပစ္စည်းတဲ့အာရုဏမိဇာတို့တော်ရဝတ္တိညာရောတို့ဖြင့်ဝိဘက်မီမဲ့အာရုဏမိဇာတို့ဖြင့်အဒုနာပြီအာရုဏမိဇာတို့ဖြင့်ဣမဒရာကိုအာပြုအဒုနာပြီကဲတော့ဣဒာနိယောဣမလိန်ဒီအာနိပစ္စည်းတဲ့ဣမတိဌာနာနိဟာတော်ဒေသူဇာတို့ဖြင့်ဣမဒရာကိုဤပြုဣဒာနိပြီဒီဘက်တော့ဒီလောက်ပဲတွက်ပြနိုင်မှာနော်ရှင်မြောက်ဒီဘက်တော့ချိန်လည်းမရဘူးလေတရုတ်ကို3-4ကောင်းလောက်တွဲဖို့ဆိုတာဒီဘက်တို့မှာအချိန်မရဘူးစာမိုးဝဲတွေကလည်းရှိသေးတယ်သူ့ချိန်နဲ့သူပြီးအောင်လည်းလုပ်ရသေးတယ်စာတွေကလည်းနောက်စာတွေလည်းနှမ်းစောက်အောင်ချခြင်းသေးတယ်ဂိုင်းမြေးတွေလည်းသွားခြင်းတယ်နော်အားချက်တွေလည်းသွားခြင်းသေးတယ်အဲဒါကြောင့်မို့ဒီလောက်ဆိုရင်ဒါဒီပြီးတော့ဟိုတော်တော်လေးပြည့်စုံတယ်လို့ထင်ရတယ်ပေါ့နော်အေးစစ်စစ်ဆိုရင်တော့ဒီကတော့3-4ကောက်လောက်တွေ့ခိုင်းတယောက်ချင်းတွေ့ခိုင်းနေအေးဒီစိတ်ထဲမှာတော့အဲ့လိုသွားကျင်တာစာဝါကိုအေးစစ်စစ်လေးချပြီးတော့စာတတ်ဖို့အတွက်ကိုဒီကထားပြီးတော့ချကျင်တာဒါပေမဲ့ဒီကတော့မှအဲ့လိုချပိုင်ဝင်မရှိချပိုင်ဝင်မရှိဘူးဆိုတာကဟိုအစိုးရနဲ့ဒီစာမိုးဝဲနဲ့အလုံးနေရတဲ့အတွက်ကြောင့်နော်စာမိုးဝဲနဲ့အချိန်မီလုံးရတဲ့အတွက်ကြောင့်မို့စာဟိုသူ့ချိန်နဲ့သူပြီးအောင်ချနေရတာနော်အဲကြောင့်မို့ရှင်များတို့ဘက်ကကြိုးစားဆိုတာအဲ့အောင်ပြောတာနော်ဝမ်းတို့စီဘလောက်ကောင်းကောင်းညှစ်အားလေးတော့ထည့်ပြရတယ်ဟမ်ညှစ်အားလေးကထည့်ပြရတာစိတ်အားငယ်နှုတ်နောက်မဆုံးနဲ့အားထုတ်ရုန်းကန်တွုံးမြင့်ကြံလို့မနေ့ပြန်တဲ့ဘက်တရရဲ့ဒီတင်းတွက်ပန်းနိုင်ကြလိမ့်မည်ကြိုးစားတယ်နော်မကြိုးစားလို့တော့မရဘူးနော်ကြိုးစားမှရမှာဟဲ့
ပြောတော့ဒီလောက်ပဲတတ်နိုင်တယ်မလုံးမလားနမ်းမမဘူးလူလဲလုံးလားနဲ့လဲမဤမလုံးမလားနမ်းမမဘူးလူလဲလုံးလားနဲ့လဲမဤကိုကမကြိုးစားလို့ရင်နတ်ကမမဘူးလူကကြိုးစားအားထုတ်မှသာလျှင်နတ်ကမတာနော်မလုံးမလားနမ်းမမဘူးလူလဲလုံးလားနဲ့လဲမဤတောင်းတကြံရာမြန်မကြလင်လွယ်ကာကိစ္စပြီးနိုင်ကြ၏တဲ့ကိုလှုပ်ချင်တဲ့ကိစ္စတွေရီမှန်းချက်တွေဟာလုံလဝိရိယထားတယ်ဆိုလို့ရင်လင်းလင်းမြန်မြန်ပြီးနိုင်တယ်တဲ့နော်အဲ့တော့ရှင်များတို့မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်လားအဲ့တော့ကြိုးစားတဲ့သူကလည်းအိုမာပဲမကြိုးစားတဲ့လူကလည်းအိုမာပဲအဲ့တော့ကြိုးစားပြီလို့ရင်ကိုယ့်ရဲ့ဘဝကိုတန်ဖိုးရှိအောင်လုပ်မှာပေါ့နော်မကြိုးစားလို့ရင်တော့အသက်တာကြီးသွားတာတန်ဖိုးကမရှိဘူးနော်တန်ဖိုးရှိအောင်လုပ်အနှစ်ကျန်အောင်လုပ်စာလိုက်တယ်ဆိုတာစာကြံအောင်လုပ်ရတယ်စာတက်အောင်လုပ်ရတယ်ကဲအခုဘယ်ရောက်ပြီလဲဟေ့တပ္ပတသောဓမ္မိဝါဓာပစ္စည်းကြောင့်တပ္ပသရာကိုတပြုတာတပ္ပသရာကိုဘာပြုရလဲဟေ့တပ္ပသရာကိုတပြုတာကဲတွေ့မဲ့ဟေ့သရာကိုတလိန်ဒီတပ္ပလိန်ဒီသရာကိုတပ္ပလိန်ဒီတပ္ပရာကိုတပ္ပလိန်ဒီတပ္ပရာပြီအဝနောရေလောပြင်စာတော့ရောက်သွားပြီလားဟိအဲ့တော့ရောက်သွားပြီတရေရပစ္စည်းကြောင့်အဝတီလဲကြည်တယ်အဝကိုကြည်ခြေတဲ့တော့အားနဲ့အာကိုခြေတာပေါ့နော်ကဲဘာဟုတ်သစ္စာတဲ့နော်ဒါတွေအမတ္တမကောင်းတာနက်ကလေးတွေပေါ့နော်အကြမြင်များသောသူရဲ့ဖြစ်ဗန္ဒိဇံပညာရှိသောသူ၏ဖြစ်ကြောင်းဝေဘုံလံပြန်ပြောသူ၏ဖြစ်ကြောင်းကာတုံညာတဏှာထသောသူ၏ဖြစ်ကြောင်းကောသလံလိမ္မာသောသူ၏ဖြစ်ကြောင်းဒါမညာသူ၏ဖြစ်ကြောင်းသောယေဇံကောင်းသောနှလုံးရှိသောသူ၏ဖြစ်ကြောင်းကဲတော့ဘာဝသစ္ဆံကိုဘာဝတုဒရတိတာခွေအကျွေအောင်းတော်ရလောပြင်သာတို့ဖြင့်အာကိုချေတာရတုကဇဝတံသာတော်တို့ဖြင့်တရားကိုစပြုရောက်တော်နေတို့ဖြင့်သာယတရားတွေဘောဇာလာနာငယ်တေုံတော်တို့ဖြင့်စာခွေအကျွင်းစာအန္တုကဟောဒသံကြီးပန္ဒိဇံကိုပန္တိတယာတိစာတာခွင်းအကျွင်းအောင်တော်ရေဆိုတရားကိုသာပြုရာယောရတောပြေတရားရောသာလာရကမယောပြေနာမေတိကတေုံတော်တို့ဖြင့်သာ
စာအန်တို့ကဗန္ဒိဇံမြည်ဝေဘုံလံကိုဝေဘုံလာရတိ ဝေဘုံလံကိုဝေဘုံလာရတိ လာခွင်းအကျွင်း သာဝေအားဖြင့် အောင်တော်၏လောက အာဘုံရေနာယာတော်က ယာဝတံ ဝါဒမနတော်ရေ လက်ရကို သာပြု လက်ရကိုဘာပြုမှလဲ နေရကိုလာပြုနေရကိုလာပြု လက်ရကိုလာပြုရမှာနော်ပြောတော့အဲယာဝတံတာလနာဓာဂရဏံဘင်္ဇနာနိစာလညဇာဂရတံတုတ်ကပြည့်ပြည့်စမပိုင်းမှာပဲနောက်ဆုံးပါပဲနော်တာလနာဓာအခရာဒီစာလညဇာအဖြစ်တို့ရောက်မှာဟုတ်တယ်မဟုတ်လားကိုကစာပြီးတော့လာလေဟုတ်တယ်မဟုတ်လားလေရကိုလာပြုတာလေရကိုဘာပြုရလဲလာပြုလေရကိုလာပြု လာဒီဘောင်းနိုင်တော်ရေ လာဤ လာယာလာဒီဘောလာ တတိတ တော်ရေနာမေပိရမေတော်ရေဒီဝါဘောရှိနာဝေ လာခွင်းအကျွင်း လာဝေအားဖြင့် တရာလောဘော သာလောတော်ရေပြာသာဘောရှိနောက်အဟုလည်းအဟုဂရိမျိုး လာအန်တို့ကဝေပုံလံပြီးကာရုညံကိုကရုဏာယတိနာခွင်းအာကျွင်းအောင်တော်ဤလောပိစာတို့ဖြင့်အာဝချင်းမလေးအာဝချင်းမလေးအာဝချင်းမလားအာဝချင်းမလားအာဝချင်းရမလေးမယ်လာခွင်းအာကျွင်းတာနာကြီးကိုခွင်းပြီးတော့ဘာကျွင်းတာလဲအာကျွင်းတော့ဘာဝချင်းမလဲအဲ့ဒီအာဝခွင်းထားတဲ့အာဝချင်းမခွင်းထားတဲ့ဘာဝချင်းမလဲရသောနာခွင်းအာကျွင်းအာဝတော်ဤလောပိစာတို့နာယာတုကဇဝတံသာသောတို့ဖြင့်နေရကိုညပြုနေရကိုညပြုဘာပြုရလဲနေရဆိုတာနာကြီးနဲ့ရပင်ကတ်ထားတော့နေရအဲ့နေရကိုညအသေးလေးပြုလိုက်တာနေရကိုညပြုဆို ရာယောနတော်ရေနာယာဒီဘောညာညာခွင်းအကျွင်း ညာဝေအာ ဟောတော့နငယ်အောင်ပါနငယ်လိုက် ဒီရမတိမတော်ရေနာတိရတေတော်ရေရာဘော အမြုညာခွင်းအကျွင်း နာမေအားရေနာအမလောဝိရနာဘောစေနောအမောလေအမပတိယ ညာအန်တို့ သောက ကာရုညံပြီး အာနန္တိ ကောသလံကိုကုသလကောသလယာတိ ဘောဓနာဘောဓရာယာတိအာလာပွေအာရေအောင်တော်ရေအာဘောရေ လာရှားတို့ကလေရဖြစ်သွား၏ယာဝတံသာသောတို့ဖြင့် သာဝရဏတော်ရေ လေရကို အာဘောလာလူနာဝတော်ရေလာယာနိဘောလာ တတိရသာသောတို့ဖြင့် တော်ရေညာနေပိဒတော်ရေဒီဝဘောရာမျိုး လာခွင်းအကျွင်း အာမေအာရေ ဒါလောဘော တော်ရေကြာလာဘောရေအာဘောရာဝတိမျိုးနာအလောကဘောဓနာဝိ တာမင်ညာကိုတမနာယာတိတာမနာယာတိ အာမိညာကိုသမနာယာတိအာနာဝေအာမေအောတော်ရတော်ဝေအာဘုံစေ နာယာတို့က နေယ ယာဝတံသာသောတို့ဖြင့်နေရကိုညပြုနေရကိုဘာပြုရလဲညပြုညပေးပေါ်လား
နာဝေတော်ဝိညာယံလောကြလာတေကံတော်ဝိနာခေတိလသောဝေဒီလာဘောအာပြု ညာခွင့်အကျွင်း အာဝေအာတွေနာတော်သောဝိညာယံဘုရေအာအဟောလေအောဝရိယညာဟုတ်ကဲ့ဒီဉာဏ်ဉာဏ်ဤ တော်ရည်ဇံကိုသူဟရေယဟုတ်တယ်မို့လားသူတော်ဟရေယယတိတော်ဟေထယတိတော်ရည်ဇံကိုတော်ဟေထယတိဆိုတော်ရည်ဇံကိုတော်ဟေထယတိဒါခွင့်အကျွင်း အောင်တော်တော်ဝိအာဘုရေ ဒါယာတုက အာယောဝါဒနာတော်ဝေ တရားကိုစားပြု သာ တရားကိုစားပြုစားတွေပေါ်လား သဗ္ဗတတော်ဝေဒါယာရိဝါသာတေရောတော်ဝေနာငေတိယသေသောဝေဒီယဝဟာမျိုး စားခွင့်အကျွင်း အာဝေအာရေနာတော်ဝေယသာဘုရေအာဟောလာဝရိယသာတော်ကသောဣတမိ ဟာဗုဒ္ဓတဆိုဣဋ္ဌေသူရောက်ပြီဟုတ်လား မှန်မှန် ဟိုကောင်နှစ်ယောက်အိတ်ငိုက်နေဟဲ့အဲ့နှစ်ယောက်မင်းတို့နှစ်ယောက်ထားမယ်မရဲသန်းတို့ထိုင်တော့လို့ငါကဟောရတော်ရေးစေသူဟာဣဋ္ဌဤယဣဋ္ဌပစ္စည်းတို့ကြောင့်ဝုဒ္ဓသရာကိုဇာပြုတာဝုဒ္ဓသရာကိုဘာပြုရလဲ သာသာပြု ဝုဒ္ဓသရာကိုဇာပြုတာတဲ့ဇေယောဇေတော်အထုသဖြင့်ကြည်သူကဲတော်တဲ့ဇေယောကို ယောဘုရားယာတိဘုရားယောယေဘာဝဘာညုသာမယာယေအာရောဝေပြာယာဘုရေဝါရောဝေနာဝနာဘုရားယောယုနာနာတိတဩဘော သောတော်တို့ဖြင့်အာဟောဒဤယလိန်ဒီပြီးတော့ဟောဒသသောယေတေသူသောတို့ဖြင့်ဟောဒကိုဇာပြုဇာခွင့်အခြင်းတာလောဘံတို့ဖြင့်ရှေးအာသရကိုခြေလိုက်တယ်။ကွာဇာတနာလို့တူသောတို့ဖြင့်နောက်ဤကိုဧတဝံပြုဧတဝံပြုနာငဲ့တိတဲ့ဩပြုဇေယောပြီဒီတော့ဣဋ္ဌဤယတီပြီးတော့ဟောဒတဆိုဣဋ္ဌေသူတို့ဖြင့်ဟောဒသရာကိုဇာပြုလိုက်တာဟုတ်တယ်မို့လားဟောဒသရာကိုဇာပြုလိုက်တော့ဇာဣယဖြစ်သွားဘာဖြစ်သွားလဲဇာဣယဖြစ်တဲ့ချိန်မှာဇာခွင့်အကျွန်းတဲ့ခါကျတော့ဇာအာဣယဖြစ်သွားတာဟုတ်တယ်မို့လားဒါဤလောဘဖြင့်ရှေးအသရကိုခြေတော့ဇာဣယကောသတုန်လုံးတဲ့သုံးဖြင့်ဤကိုအေပြုလိုက်တော့ဇာဧယဇာအေယာဖြစ်သွားတာဗာလဲဟဲ့ဇာအေယာဖြစ်တဲ့ချိန်မှာဇာအေယာဖြစ်တဲ့ချိန်မှာဇာကိုအေတို့ကလိုက်လို့ရင်ဇေယဘာဖြစ်သွားလဲဇေယဖြစ်သွားတာဇေယဖြစ်ပြီးတော့နာငယ်တိတဲ့ပြီးတော့အောပြုနာငယ်တိတဲ့ဒီဝက်ကိုအောပြုနာငယ်တည်တဲ့ပြီးတော့ရင်ရာကတွေးပေါ်လာမလာဘူးလား
အဲ့တော့ရာကတလုံးပြောင်းနေတာဟမ်ရာတလုံးပြောင်းနေလားလို့ဒီလိုမှမှားနေရလားမသိဘူးဒီလိုမှမှားနေရလားဟမ်ဒီလိုမှမှားနေရလားလို့ဟုတ်တာဤယဟုတ်တာဤယဘုရားတရားကိုဇာပြုဇာခွင့်အခြင်းတရားလောဘောဖြင့်တာရီလောဘတို့ဖြင့်ရှားတရားကိုခြေနောက်ဤကိုဧတဝံပြုနာငဲ့တိတဲ့သူအကိုအောပြုစေရောပြီစေရောကိုဟုတ်တာဤရတည်တယ်ဝါရရတော့တူတူပဲနော်စောင်းတော့ဆိုတော့တူတူပဲဒီတော့ဒီကေစစာချင်းနေတဲ့လက်ဆောင်နဲ့တပြေကနေတရားနဲ့တူတူပဲဟုတ်တာဤရတည်ပြီးတော့ဟုတ်တာတော်ရဲတွေဆိုဟုတ်တာတရားကိုဇာပြုဇာခွင်းအကျွင်းတရားလောဘတို့ဖြင့်ရှေးအသရာကိုခြေကွာသာတဲ့လုံးစုံဤကိုအေးတေဝန်ပြုလိုက်တော့အခါကျတော့ဇာအေးရဖြစ်သွားတယ်ဟုတ်တယ်မို့လားဇာအေးရဆိုတော့ဇာကိုအေးကလည်းလို့ရင်ဇေရဆိုတော့ရပလက်လေးတစ်လုံးနဲ့ရှိသေးရမို့လားရပလက်လေးတစ်လုံးနဲ့ရှိတဲ့ချိန်မှာနန်းငဲ့တိတဲ့တရားတဲ့ကြတော့ရပလက်တစ်လုံးနဲ့တိပဲရှိတာအော်ပလက်လို့ရင်ရပလက်လုံးနဲ့အော်ပဲရှိမှာဟုတ်တယ်မို့လားအော်ကိုဇာရတော့ကလည်းလို့ရင်ရပလက်တစ်လုံးနဲ့ဇေရောဖြစ်သွားအဲ့ကြောင့်ယာယီတရားတွေပေါ်ရလာလိုက်လို့ရင်ရပလက်ကနှလုံးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒီတော့အဲ့ဒါလေးတွေးနေတာနော်ရှင်များတို့တော့ပေါက်တလားမသိဘူးပေါက်တလားဟဲ့ဒီတော့မောက်တလားဘလို့ဟိုရှင်များတို့စိတ်ထဲမှာရာတလုံးကဟိုဒီတော့မောက်တလားဟိုဘလို့ဖြစ်နေရလဲမြင်နေလားယင်ရာတလုံးနဲ့ဆိုတာမြင်နေလားဘောပေါက်တယ်လားဘောပေါက်တယ်နော်အဲ့တော့ရာကိုဒီတရားတွေပေါ်ရလာရင်တော့ရာနှလုံးဖြစ်သွားမှာနော်ဒီတိုင်းတွေ့သွားမယ်ဆိုရင်ရာဘယ်နှလုံးလဲတစ်လုံးနဲ့နော်အဲ့ဒါကျတော့ဒီတရားတွေပေါ်ရလာဆိုပြီးတော့ဒါလုံးလိုက်တော့နော်အဲ့ဒီတော့ကိတ္တရာကြီးဒီနေပြလက်ဆောင်မှာလဲဒီတိုင်းပဲတပည့်ကနေတရားမှာလည်းဒီတိုင်းတွက်ထားတယ်သူတို့ကတွက်ထားတာတူတယ်တွေးပေါ်တွေတော့မဝင်ဘူးနော်တွေးပေါ်တော့မဝင်ဘူးရဲ့မဝင်ဘဲနဲ့ဇေရောဖြစ်နေလို့ကွာနော်မဝင်ဘဲနဲ့ဇေရောဖြစ်နေတာရာတလုံးကဘယ်ရောက်လာလဲမသိဘူးရာတလုံးကဘယ်ရောက်လာလဲဒီတော့မသိဘူးရှင်များတို့ကသိလားမသိဘူးနော်မသိတဲ့အခါကျလို့ရင်ပရာတွေးပေါ်တာနေတော့ဖြင့်တက်မယ်ဆိုလို့ရင်ပိုကောင်းတယ်လို့တပည့်တော်ကတော့အဲ့လိုယူဆတယ်နော်ဇေရောပြီးတော့တခါရောဗာလဲဟဲ့ဇေထောကဲတွေ့ရဇေထောကိုဘုရားအိဋ္ဌာဒီဇာအိဋ္ဌာတော့ဖြင့်ထာခွင်းအကျွင်းဆိုရင်ပိုကောင်းတယ်ထာခွင်းအကျွင်းတရားလောဘခြေကပ်ဟုတ်တယ်မို့လားအော်ပြူပြီးတဲ့သူကတော့အဲ့လိုဖြစ်တယ်နော်နိုင်ငံတည်းတိဝက်ကိုအော်ပြူဆိုလို့ရင်ရှင်များတို့ပြီးပါမလားမပြီးဘူးနော်နိုင်ငံတည်းတဲ့တိဝက်ကိုအော်ပြူတော့ခိုင်းရှေ့တုန်းကတိဝက်ကိုအော်ပြူလို့ရင်ထာခွင်းခြေကပ်တာရှေ့မှာအဲ့လိုလုပ်ခဲ့ရမို့လားဒီမှာလည်းအဲ့လိုလုံးမအဆင်ပြေပါရဲ့နော်ဒီမှာတော့ဒီတော့သူကနဲ့သူထားအလုံးသိဖြစ်တဲ့အတွက်ကြောင့်မို့
ဒီမှာဇာကိုအေတို့ကလည်းလို့ရင်ဇေထပြီးတဲ့အောပြုခွင့်ချေကလို့ရင်ဇေတော်ပြီးတော့ပါပဲနော်ဒါကတော့ပြောကြမရှိဘူးရသိပြီတော့သောနာဇေယောမှာကျတော့တွေးပေါ်လာတဲ့နေရာမှာလေတစ်ချက်လိုးနေရနော်ဇေယောဇေတော်ပြီးသွားပြီတဲ့ဩဒတတော်အေးတေသူလည်းပြီးသွားပြီကဲကျန်တာနောက်နေ့မှတွေ့ကြရအောင်ကဲနားကြရအောင်